သားတို့သမီးတို့ရေဒီနေ့တော့လေမိုမိုတို့ပဇွန်ကြောင့်ငံပြကြီးကြော်စားကြမယ်နော်လွယ်လွယ်ကူကူဟင်းလျာဟင်းဗာလဲထမင်းမိန်တဲ့ဟင်းရလေးတစ်ခွက်ပေါ့ဟဲ့ငပိကျက်လေးပဇွန်ကြောင့်ငံပြကြီးကြော်လေးဒါကကြက်သွန်အဖြူနဲ့အနီထောင်းထားတာဒါကပဇွန်ကြောက်ကိုထောင်းထားတာဒါကမကြီးသီးမဲကိုဖြော်ထားတာဒါကမြုပ်သီခွဲချမ်းဒါလေးပဲနော်ငံပြကြီးနဲ့ကဲစီထက်မယ်နော်တဲဥပူလိုက်စီထက်ပါပြီကဲစီချက်ပြီထောင်းလာတဲ့ကြက်သွန်ဖြူနေထည့်ပါမယ်စနွေးမုတ်လေးထည့်မယ်နော်အယောင်လောက်အောင်ရုပ်ပြီးဟင်းချက်မုတ်လေးနဲ့ထည့်မယ်နော်မွေးမယ်စီချက်နဲ့လေးမွေးလာပြီစီချက်နဲ့လေးမွေးလာရင်မိုးတို့ဘာထည့်မလဲဆိုတော့ဒီမှာထောင်းလာတဲ့ပဇွန်ကြောက်လေးထည့်ပါမယ်မွေးမယ်နော်ပဇွန်ကြောက်လေးနည်းနည်း6လာတဲ့ထောင်းလာတဲ့ပဇွန်ကြောက်လေးနည်းနည်းလေး6လာတဲ့ဒီမွေးမယ်ဒီလေးနည်းနည်းလျှော့လိုက်မယ်နော်အဲ့ဒါ6တက်ထိနည်းနည်းမွေရမယ်နော်ကဲပဇွန်ကြောက်လေးနည်းနည်းကျွတ်လိုက်ပြီပဇွန်ကြောက်လေးနည်းနည်းကျွတ်ရင်မိုးတော်ထက်မလဲဆိုတော့ငရုတ်ဒီခွဲချမ်းကအဆက်စားနိုင်တဲ့လူဆိုပို့ထည့်နော်မိုးတော့အသိမစားနိုင်လို့ဒီလောက်ပဲထည့်မယ်တော့ကြအရင်ကြီးဆက်နေမှာလို့တော့အဲ့တော့ရောင်သိမလားနည်းနည်းထပ်ထည့်လိုက်အာပြေးတော့မှာပဲတော့ကြမွေးပါမယ်ငါပြရည်လေးနည်းနည်းထည့်မယ်နော်ငါပြရည်လေးထည့်ပါမယ်ငါပြရည်ဆိုတာအချိုးမုတ်လေးထည့်ပါမယ်အချိုးမုတ်ဒါအချိုးမုတ်နည်းနည်းလေးပို့ထည့်ရတယ်သူကလေးဒီမှာဖြော်ထားတဲ့မကြီးသီးမဲ့ဖြော်ထားတာထည့်မယ်အဆက်စားတဲ့လူကြငရုတ်ဒီပို့ထည့်နော်မိုးတို့ကအယုတ်ငရုတ်ဒီသိမစားနိုင်လို့ခဏလေးမီးလေးနဲ့ခဏလေးထားမယ်နော်ပြပြီနော်ဒီမှာဟိုလာလိုက်တာမှမွေးနေတာပဲစီလေးလည်းပြန်လာပြီဟိုပဇွန်ကြောက်လေးတွေလည်း6လာပြီအဲ့ဒါဆိုရင်လေဒါတို့သမီးတို့တိလာဒီမှာဝယ်ရတဲ့ပဇွန်ဟိုပါလေစက်သွန်အနီကျော်လေးထည့်မယ်အဲ့ဒါကတော့ကြိုက်တဲ့လူတွေထပ်ထည့်ပေါ့နော်မိုးကဒီမှာစက်သွန်အနီကျော်လေးထပ်ထည့်မယ်နှစ်စွန်းလောက်ပဲပြီးရင်အဖြူကျော်လေးနှစ်စွန်းလောက်ထပ်ထည့်မယ်တမအောင်လုပ်မယ်နော်စ
စီလည်းအရင်ကြီးမများဘူးစီအရင်ကြီးမများတဲ့အတွက်ကြောင့်မီးလေးကိုမြင်းမြင်းလေးထားရတာနော်အဲဆိုရပါပြီဒီမှာညီကြည့်ရအောင်ကိုရှယ်ပဲရန်ကုန်မှာသမီးမိတ်တဲ့ဟင်းလေးတစ်ခွက်ပါပစုံကြောင့်ငံပြရေကြောပါသားတို့သမီးတို့ကြောစားကြည့်နော်အားလုံးအဆင်ပြေကြပါစေသားတို့သမီးတို့ရေတတာ